အခုကျွန်တော်တို့သွားလည်မယ့်နေရာလေးကတော့ကြောက်တောင်ကြီးဂူရီကြားထဲကနေမှဖြတ်သွားပြီးတော့ရောက်မယ့်နေရာလေးပါအဲ့နေရာလေးမှာချောင်းရည်လေးစီးဆင်းနေတာလေးကလည်းလှတယ်ပြီးတော့ climbing လုပ်မဲ့လူတွေလည်းတွေ့ရမယ်ရေထဲမှာလည်းလမ်းလျှောက်မယ်ပေါ့နော်အဲ့ဒီခီးစဉ်လေးသွားပါမယ်ရှုခင်းတွေကတော့လှတယ်လမ်းတစ်လျှောက်ဘေးဝဲရပေါ့နော်အကုန်လုံးကကြောက်တောင်နေနေဆိုတော့လှလှပပရှိတယ်ဘီးလေးမှာလည်းချောင်းရည်လေးနဲ့နာမည်ရဲ့နေရာလေးကတော့ Beasley Balcony တဲ့အဲ့နေရာလေးပေါ့နော်နာမည်ကြီးပါတယ်အခုဒေတာလေးကတော့ Provence ဒေတာလေးပါပဲဒီကြောက်တောင်နေရဲ့နောက်ကျောမှာတော့ Lavender ပန်းခင်းတွေရှိမယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ရောက်တဲ့အချိန်ကတော့ Lavender တွေရိတ်သိမ်းပြီးတဲ့အချိန်ဖြစ်နေလို့ Lavender ပန်းခင်းတော့မတွေ့ရတော့ဘူးပေါ့နော်အခုဆိုရင်ဒီချောင်းရည်လေးပြီးရောက်ပြီပေါ့နော်ဒီအောက်ထဲကိုဆင်းမယ်ဆင်းပြီးလမ်းလျှောက်လို့ရတဲ့လောက်ထိလျှောက်မယ်တခါတလေကျတော့လေရေစည်းတန်တဲ့နေရာကျတော့လမ်းလျှောက်လို့မရဘူးပေါ့နော်ဘေးလေးကနေမှကပ်ပြီးတော့လမ်းလျှောက်မယ်ပေါ့ဒီကြောက်သားတွေရဲ့နံရံတွေကတော့တော်တော်လှတယ်အဲ့ဒီမှာပဲ climbing လုပ်ကြတယ်ပေါ့နော်အခုတော့ကျွန်တော်တို့ climbing လုပ်တဲ့လူတွေမတွေ့ရသေးဘူးနည်းနည်းလေးရှေ့ဆက်ရှောက်မယ်ပေါ့နော်နွေရာသီဆိုရင်တော့ဒီနေရာလေးကတော်တော်စီကားတယ်ပေါ့နော်ပြောရရင်တော့သူရေချိုးလို့လည်းကောင်းတယ်ပြီးတော့ climbing လုပ်လို့လည်းကောင်းတယ်ဒီကြောက်တောင်တွေရဲ့အပေါ်မှာစပင်းလန်းလေးလည်းရှိသေးတယ်အဲ့တော့စပင်းစီးတဲ့လူတွေလည်းအများကြီးပဲစပင်းစီးတဲ့လူတော်တော်များများကဘယ်နိုင်ငံသားတွေတုံးဆိုရင်လေဘယ်လ်ဂျီယံနဲ့နော်ဝေးဘက်ကလူတွေများတယ်ဘာကြောင့်လို့ဆိုတော့သူတို့ရဲ့ကားတွေရဲ့နောက်မှာဟိုပေါ့နော်သူတို့ရဲ့နံပါတ်တွေပါတယ်လေနိုင်ငံရဲ့အယောင်တွေနံပါတ်တွေပါတယ်ဆိုတော့ကြည့်လိုက်တာနဲ့သူတို့စပိန်နေတင်သွားပြီဆိုလို့ရှိရင်အဲ့ဘက်ကလူတွေများတယ်ပြင်သစ်တွေလည်းစီးပါတယ်သို့တော်ညာလေအဲ့ဘက်ကလူတွေကဒီကြောက်တောင်အကွေတွေပါညာတွေစီးတာပိုကြိုက်ကြတယ်ပေါ့နော်ဒီလိုရီလေးတွေအများတန်းမြင်တွေ့နေရရင်လေစိတ်ကအလိုလိုကြည်လင်တယ်ပေါ့နော်ပြီးတော့ရှောက်ရတာလေဘယ်လိုခေါ်မလဲစိတ်ချမ်းသာတယ်ဒါအပေါ်မှာဆိုလို့ရှိရင်စပိန်ကြီးစီးကြရတယ်ပေါ့နော်အဲ့အပေါ်ကတရားလေးအပေါ်မှာကြောက်တောင်ကလည်းလှတယ်နော်ကားလေးဖြတ်လို့ရတယ်ဒါပေမဲ့စပိန်စီးတဲ့လူပုံများတယ်ပေါ့နော်ဒီလေးစားလို့ရတယ်ဒါပေမဲ့ခုပါအလှလေးထားလိုက်တော့ပါပါပဲကျွန်တော်တို့လေဒီကြောက်တောင်နေနဲ့ရေတွေကြားတဲ့ကိုလေအမြဲတမ်းလိုသွားဖြစ်တယ်ပေါ့နော်တခါမှမွေလည်းမတွေ့ရဘူးသိလားအစိတ်ပြင်းတဲ့သတ္တဝါပေါ့နော်အဲ့လိုဟာတွေလုံးဝမတွေ့ခဲ့ရဘူးအေးလို့ပဲလားတော့မသိဘူးပေါ့နော်တချို့နေရာဆိုလို့ရှင်လေရေလေးတွေနဲ့တယ်လေရင်ဘတ်လောက်ထိရောက်တယ်ပေါ့နော်အဲ့လိုနေရာမျိုးဆိုရင်လေမွေတွေပါမရှိဘူးအခုဒါလေးဆိုရင်ရေလေးကိုကြီးလင်းနေရတယ်ငါးလေးတွေတော့ရှိတယ်ငါးလေးတွေကတော့စားလို့ရတဲ့ငါးလေးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ငါးလေးမမြင်တတ်တော့တခါမှတော့ငါမမြင်ဘူးပေါ့နော်ဒီကနေ့ကတော့ဒီချောင်းလေးတွေပဲအချင်းကုန်မယ်ပေါ့နော်ဖြတ်တန်းမယ်ပေါ့လမ်းလျှောက်သွားပါမယ်လှတယ်နော်ဒီနေရာလေးလေးနောက်ဆုံးတော့လမ်းလျှောက်ရင်းနဲ့ပဲဒီမှာတော့ climbing လုပ်တဲ့လူတွေတွေ့ရပြီပေါ့နော်အများကြီးတော့မရှိဘူးလောလောဆယ်ဒီ2ယောက်ပဲတွေ့တယ်ရှေ့ဆက်လျှောက်ပြီးရင်တော့ထပ်တွေ့ရမယ်ထင်ပါတယ်လောလောဆယ်တော့ဗီဒီယိုလေးရှည်မှာဆိုလို့ဒါလေးနဲ့ပဲရပ်လိုက်ပါပြီ